အားလုံးပဲမင်္ဂလာပါရှင် အသိစစ်စစ်လေးတွေနဲ့ဖြွေရလောက်တော့ကြမယ် Oh my god! Wow! လန့်သွားတယ်မလားမလန့်ပါနဲ့အရင်ဦးဆုံးအသီးတွေကိုရေးဆေးမယ်ပေါ့နော်ဘာတွေပါလဲဆိုတော့စံကစ်တီးရဲ့တမျိုးတီးရဲ့မလောင်းနေရဲ့ချင်းရဲ့ပေါ့နော်သူတို့တွေအကုန်လုံးကိုအရင်အခွန်ခွာပလိုက်ပါမယ်အနေကြီးကျွေးနေတောင်းမဆာဒါမျိုးလေးတွေလောက်တော့ဖို့အကြံပေးချင်ပါတယ်အနီကိုတိုင်းကလည်းအရင်ကလီပိုတွေအရန်တောက်ခဲ့ပါတယ်အနည်းဆုံးတစ်နေ့ကိုနှလုံးကုန်ပါတယ်ဟိုနောက်ပိုင်းတောက်ချစ်စိမ်မရှိလို့ဒီလိုလေးတွေလောက်တော့ပြတယ်ပေါ့နော်ဒါကြောင့်မို့အရင်ယောက်ျားကိုဒီဘလန်ဒါလေးဝက်ခိုင်းတာကြာပြီပေါ့နော်အခုတော့မာလာကလေးရောက်လို့အရင်စမ်းပြပေးပါမယ် သူ့ရဲ့အမျိုးသားကတော့ဟိုတခါကဖုန်းဆုပ်ဆက်နာမည်ကြီးခဲ့တဲ့ reset ထိလာပေါ့နော်အဲ့ဒီအမျိုးသားလေးပေါ့နော်အနေခေါ်တာမှန်လားတော့မသိဘူးပေါ့နော်သူ့မှာပါတဲ့ခွက်တွေအလိုမျိုးကော်တွေကအထူသားကိုတုံးပေးထားပါတယ်ကြက်ရတာလည်းအရင်မြင်ပြီးတော့အရေးတက်ဖက်တက်ထွက်အတွက်ကြောင့်စစ်စရာမလိုရန်လှုပ်ရှုပ်စရာမလိုပေါ့နော်အနေကတော့အရင်ကြိုက်ပါတယ်ရှင် ဈေးကတော့အလစ်ထက်လေးများတယ်ပေါ့နော်ဒါပေမဲ့အနေကကျတော့ဆိုလာနဲ့တုံးရတာဖြစ်တဲ့တော့ဝမနိုင်မှာကြောက်လို့ဒီမျိုးစားကိုတုံးလိုက်တာဖြစ်ပါတယ်ထိုင်းကနေမှချင်းရင်တော့အောက်မှာလက်စတာလင့်လေးချထားပေးမယ်ပေါ့နော်မြန်မာပြည်ကလူကအနည်းတင်မှာမှာလို့ရပါတယ်ရှင်